ရိသတ်ကြီးကမိမိကိုယ်ကိုတိုက်ကလာတယ်လို့တန်တရားရှိနေတယ်ဆိုရင်တော့ဒီဗီဒီယိုလေးနဲ့တိုက်ဆက်များအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။နံပါတ်1မွေးရပါအဆောင်ကောင်းနေပါလာတတ်သူနံပါတ်2အသက်အရှင်းအလားပါကြိုက်တတ်သူနံပါတ်3မန်ရှိပြီးမာနမရှိသူများနံပါတ်4အိမ်မက်တဲ့သူမဟုတ်အပြစ်မှာအဆောင်ရှောက်တွေကိုသိနိုင်မြင်နိုင်သူနံပါတ်5ဆိုင်းတဲ့ဘုံနဲ့ကြားရင်ဝမ်းနဲ့ပျော်ရွှင်တယ်လို့ဖြစ်တတ်သူနံပါတ်6အတိတ်ဘဝမှာနေယောက်ျားဓမ္မမဟုတ်ဇနီးသားသမီးကြံခဲ့ရင်အိမ်အောင်ပြုဖို့ခင်ရင်တတ်ပါတယ်အိမ်အောင်ပြုတော့လေသားသမီးမထုံသားတတ်တယ်လို့အိမ်အောင်ကြီးကအဆင်မပြေကြပါဘူးနံပါတ်9လူချစ်လူခင်ပေါ်များတတ်ပါတယ်နံပါတ်10အစွဲလန်းကြီးတတ်တယ်နံပါတ်9ဘာသာရေးအလူဒါနကောင်းမှုကုသိုလ်ပြင်မလေးတတ်သူနံပါတ်10တနာကျင်နာတတ်တယ်လို့မောင်းမိဆိုရင်လှင့်မကြည့်တတ်သူနံပါတ်7ကောင်းတဲ့ချက်အမြဲကြိုက်တတ်သူနံပါတ်7တစုံတစ်ခုဖြစ်ပြမှာကိုကြိုသိနေတတ်ပြီးပြောလိုက်ရင်မှန်နေတတ်သူနံပါတ်73အတိတ်ဘဝမှာနေယောက်ျားမိန်းမကြံခဲ့သူများဆိုရင်တော့အိမ်မက်ထဲလာရောက်ပေါင်းနေတတ်ပြီးအတွေ့အထိခန်းစားမှုကအပြည့်လက်တွေ့ထက်ပို့သားရတတ်ကြပါတယ်နံပါတ်14အိမ်မက်ထဲမှာလူရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရပဲဝုဒ္ဓဝါဒတာနေရတတ်ပါတယ်နံပါတ်15တချို့သောသူတို့ကတကတည်းကဝင်ဘူးကက်စီပြီးသူတို့ပြည့်စင်တာတွေကိုပြောပြတတ်ကြပါတယ်နံပါတ်16အမေသားစခြင်းအကုသိုလ်နဲ့အသက်မွေးကြရင်တော့ဒုက္ခမျိုးစုံနဲ့စီးပွားအိမ်အောင်ခက်စီရများပါတယ်နံပါတ်19ညနေပြေကသူများတဲ့ထူးခြားတတ်ပြီးတော့ရှုပ်ပြောင်းတတ်တယ်တကတည်းကငင်းငိုင်နေပြီးတနည်းရာတခုခုလွမ်းမောနေတယ်လို့အထက်ပါတိုက်ဆက်နေသူတွေကအကုသိုလ်ကင်းပြီးဘာနာတရားအလေးထားရှောင်ကြည်စွာလုပ်ကြရင်တော့ထူးထူးချမ်းသာသူများကြည့်ကြပါလိမ့်မယ်။တရားရှိရင်ငကားရှိရဲ့တိုက်ဆက်မှန်သမျှဘာသာရေးတာများများလုပ်ပြီးပါမိမိကိုမိမိတိုက်ဆက်လို့ထင်းထင်းမြင်းနေနေလို့စိတ်ကရှင်ဆနေရင်တော့ရီမန်းပြီးမြင့်တာဖို့အများဝေပဋ္ဌာန်းဆက်နီးလာရင်သူတို့ကိုယ်တိုင်အတိပေးလာပါလိမ့်မယ်။အဲ့ဒီကကြမှာဆရာကောင်းတိတ်စာရွှေ့ချပြီးတော့မင်းမြတ်စင်လိုပါတယ်။ပဋ္ဌာန်းဆက်မှန်သမျှမိမိတိုက်ဆက်ကိုယ်တိုင်တွေ့ရှိကြပြီးပျော်ပျော်ပါပါသာသနာပြုနိုင်ကြကနောက်ပွင့်မဲ့အရိမတိယမြတ်စွာဘုရားကြီးကိုဥစွာပူမြော့ကြပြီးချစ်တန်းဝင်နိုင်ကြပါစေမိမိတို့ဝိနည်းချ32ပုံလေးအမျှပေးဝေပါတန်တရားအမျိုးတွေအတွက်အပ္ပအတိုင်းတီးတန့်ဝေပေးပါကထူးခြားလာပါလိမ့်မယ်တီးတန့်အမျှပေးကိုင်းခြင်းကအများစု32ပုံလိုဝေလိုက်တော့အများကတွဝင်လှရက်ပြီးအမျှကိုရှူရတယ်တိုးနိုင်လူနိုင်သူသားရပြီးမိမိအမျိုးတွေရဲ့မလူမတိုးနိုင်သူတွေရှားပါဘူးဒါကြောင့်မိမိတန်တရားကဆွေတော်မျိုးတော်တွေအတွက်တီးတန့်ပေးဝေလိုက်တော့တခြားသူတွေကဝင်းလို့မရှာတော့ဘူးမိမိပေးတဲ့အမျှရကြတဲ့အခါသူတို့မှလည်းကမ္မသိတိပုံတကူတွေရှားသွားပြီးတော့မိမိကိုအရှင်ထက်ပိုဆောက်ရှောက်သွားနိုင်တယ်လို့ကျင့်တော်သွားနိုင်တဲ့အတွက်ကြောင့်တီးတဲ့အမျှဝေကိုင်းခြင်းပဲဖြစ်ပါတယ်တန်တရားအစားကယခုဘဝအထိအောင်တောက်ဆက်ခဲ့ကြပြီးမချလို့သေးတဲ့ဆွေတော်မျိုးတော်တွေတိုင်တန်းရှင်အပေါင်းနဲ့လက်ရှိဘဝမှာဆောက်ရှောက်နေကြကုန်တော့နန်းလောကကပုဂ္ဂိုလ်အပေါင်းတို့ကိုမိမိတန်တရားအစားမှာယခုဘဝယခုအချိန်ထိပြုခဲ့တဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့ကိုအမျှပေးဝေသင်ပါတယ်တိုက်ဆက်မှန်ရင်တော့အမင်းသားမစားပါနဲ့အကုသိုလ်နဲ့အတန်မွေးခြင်းရှာမှာဘာသာရေးအလေးထားလို့ပါမချမ်းသာတဲ့သူမရှိပါဘူးလို့တရင်ကောက်ပိုင်းကမွေးရှိသားသူကိုလေးစားစွာနဲ့ credit ပေးပါရရှင်နာစီအောင်ပေးကြတဲ့ပြည်သက်များအားလုံးကိုလည်းကျေးဇူးတူပဲတည်ရှိပါရရှင်